ဒီနေ့မနက် happy money ဆိုတဲ့အကြောင်းလေးဖတ်ရတယ်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဒီ concept တွေရောအများကြီးပေါ့ဒီထဲမှာတစ်ခုကပါလဲဆိုတော့ကျွန်တော်တို့ကပတ်စံရရင်သဘောကျကြရပေါ့နော်ပတ်စံထွက်သွားရင်လည်းကျွန်တော်သဘောမကျကြဘူးဒီနေ့ရတဲ့အဲ idea လေးကကျပတ်စံထွက်လဲသဘောကျစရာရှုထောင့်လေးတစ်ခုရှိတယ်ဆိုဟုတ်လဲဆိုတော့ကျွန်တော် market leader မှာအမြင်နဲ့ပြောသူပဲဟို business ဆိုတာဟာလူနှစ်ဦးသူတို့လိုချင်တဲ့အရာနှစ်ခုဖလှယ်တာကိုကျွန်တော်က business ဆိုခေါ်တယ်တကယ်လို့ကျွန်တော်ပတ်စံကိုထားပါတော့ဦးနာဟိုလူနှစ်ဦးဖလှယ်တယ်ဆိုလို့ရှိရင်ကျွန်တော်ကပတ်စံပေးလိုက်ပြီဆိုရင်တစ်ဖက်ကလည်းကျွန်တော်တို့ကတန်မိုးရှိတဲ့အရာတစ်ခုကျွန်တော်ပြန်ရလို့ဖလှယ်တယ်လို့ကျွန်တော်ကသုံးလို့ရပါဘောနော်ဟိုကျွန်တော် coffee တောင်းမယ်ဆိုလို့ရှိရင်အနည်းဆုံးကျွန်တော် coffee ကိုပေးလိုက်ရပြီမယ်ကျွန်တော်ပြန်ရတာပါဆို coffee ကွန်လေးဖြစ်တယ်ကျွန်တော်ပတ်စံရတာကိုကျွန်တော်ပျော်တတ်တာဒါပေမဲ့တကယ်ပတ်စံထွက်လို့ရှိရင်လေပတ်စံပေးလိုက်ရရင်လေတကယ်ပျော်အောင်မယ်ဘာလို့ကျွန်တော်တို့ပတ်စံကိုရှိအထွက်သွားပြီမယ်ပြန်ရလာပါဆိုကျွန်တော်တို့လိုချင်တဲ့အရာတစ်ခုပြန်ရောက်လာဒါလေးကတစ်ခါမှကျွန်တော်မတွေ့ဘူးဟာမိုက်တယ်ကွာဒီ user လေးကဒီဟာလေးပေးလိုက်ရောကျွန်တော်နေ့တိုင်းကိုပျော်ရွှင်လို့ရတယ်ကျွန်တော်ပတ်စံထွက်သွားပြီမယ်ဦးနောက် coffee ကိုကျွန်တော်ပတ်စံပေးလိုက်ရပြီကိုရှိကိုရောက်လာဒီလိုအေးချမ်းရာသီဦးနဲ့အဆင်ပြေပြေတောက်လျက် coffee ပူပူနွေးနွေးလေးခါခါလေးစိမ့်စိမ့်လေးတစ်ခါရောက်လာလို့ရှိရင်ဒါလေးကကျွန်တော်တို့အတွက်တန်မိုးရှိတဲ့အရာလေးဒီအချိန်မှာတန်မိုးရှိဆုံးအရာလေးဦးနောက်ပတ်စံနဲ့လဲလို့ရတဲ့တန်မိုးရှိဆုံးအရာလေးတစ်ခုဖြစ်သွားတယ်အဲ့ဒါလေးရလာတာကိုပျော်ရွှင်လို့ရနေပြီဒါလေးကအရန်ကောင်းတဲ့ concept လေးပါဒါဆိုရင်နေ့တိုင်းကျွန်တော်တို့ကနေတိုင်းပျော်လို့ရဆိုတွေ့လာလိမ့်မယ်ပတ်စံရလဲပျော်လို့ရတယ်ပတ်စံပေးလိုက်ရလဲပြန်ရတဲ့အရာတစ်ခုကိုတန်ဖိုးရှိတဲ့အတွက်ကြောင့်ပျော်လို့ရတယ်ဒီ concept လေးကအရန်ကောင်းပါတယ်နောက်ထပ်ကောင်းတဲ့ concept လေးတွေလည်းတွေးနေလဲ idea လေးပေါက်တဲ့အတွက်ကြောင့်အခုလာမယ့် April မှာဖွင့်မယ် market leader တင်တိုင်းမှာလည်းထပ်ပြီး idea သစ်လေးတွေအတွေးသစ်လေးတွေ concept သစ်လေးတွေထပ်ပြီးကျွန်တော်ပြောပြပါမယ်အခုက idea လေးဖြစ်တဲ့စီးပွားရေးဆိုတာလူနှစ်ဦးသူတို့လိုချင်တဲ့အရာနှစ်ခုဖလှယ်တာဆိုတဲ့ concept လေးကိုစိမ့်စိမ့်တွေးလို့ကျင်းတတ်တယ်ဒီထက်လည်းပိုသဘောပေါက်ချင်တယ်ဆိုရင်ကျွန်တော်တင်တန်းလေးမှာပြန်ဆောင်ကြပါမယ်ကျေးဇူးပါဆရာတင်တဲ့ဟာတစ်ခုနှစ်ခုပဲအသုံးချတကယ်ကိုအကျိုးရှိရပေါ့နော်ကျွန်တော်လုပ်ငန်းကအရင်ထက်ဆိုင်10ဆလောက်ကိုမဖြစ်သွားဘူးပထမဆုံးရက်နဲ့တင်တန်းကြေးရကြေးပါပြီ6လ2ဆမဟုတ်လာတိုင်း2ဆဖြစ်နေတော့6လ2ဆမဟုတ်ဘဲနဲ့3လကျော်ရပောင်း100နဲ့3ရက်မှာပဲ2ဆကျော်သွားတယ်